ပအံရောက်တော့ဟိုတယ်ကနာဦးမှာတဲဖြစ်ခဲ့ပါတယ်တီနေရာကတော့ကန်တာယာရီကန်အရှိမှာပါ9လွာမှာတဲရင်ဝရန်တာပါပါတယ်10လွာမှာတော့ဘားနဲ့မနက်စာဘူဖေးကျွေးရနေရဖြစ်ပါတယ်ကျွန်တော်ကတော့4လွာမှာတဲဖြစ်ခဲ့ပါတယ်ဒါ4လွာနဲ့မြင်ရတဲ့မြင်ကွင်းမှာရှုခင်းကတော့တော်တော်လေးတာရပါတယ်ကန်တာယာရီကန်တစ်ခုလုံးမြင်ရပါတယ်ဒါကတော့ကန်တာယာရီကန်ဖြစ်ပါတယ်ဒီမှာလူတွေတပ်ပုံလည်းရိုက်နေကြရပါတော့ဒီဘက်မှာမုတ်စီတန်းလည်းရှိပါတယ်ညဘက်တိရှိပါတယ်ဟိုတယ်ရှိမှလည်းဒီလိုငကျင်းလေးတွေမွေးထားပါတယ်ဂျပန်ငကျင်းတွေပေါ့နော်ဒါကတော့ဟိုတယ်ရှိရမုတ်စီတန်းဖြစ်ပါတယ်မုတ်စီတန်းမှာလည်းမုတ်တွေတော်တော်စုံပါတယ်အာလူကျော်ဝတ်သားတုတ်ထိုးအပူရှာဘူးပေါက်စီတင်မော်ဒီထောင်ကြက်ကြော်အကင်ဖြော်ရည်အကုန်ရပါတယ်ဒါကတော့ကျွန်တော်အာလူကျော်ဝယ်ခဲ့တာပါအာလူကျော်ကအချိုရောအဆက်ကိုရပါတယ်ကျွန်တော်အာလူကျော်အဆက်လေးမာစားဖြစ်ခဲ့ပါတယ်အာလူကျော်ဆက်ကတော့အရင်ဆုံးအာလူကိုကြော်တယ်ပြီးရင်အဆက်လေးနဲ့တုပ်ပြီးတော့တော့ပင်လေးနည်းနည်းဖြည့်ပြီးရပါတော့တပွဲ3000ဖြစ်ပါတယ်စိုးပါဦးဈေးကဒါကတော့ရခိုင်မုတ်တီအဘူရှာဘူးဆိုင်မှာပေါက်စီလည်းရပါတယ်အဘူရှာဘူးတော့အရင်မကြိုက်ပေမဲ့ပေါက်စီကတော့တော်တော်လေးကြိုက်ပါတယ်ကျွန်တော်စက်တာပေါက်စီစားဖြစ်ခဲ့ပါတယ်တစ်လုံး1500ပါဆိုင်နာမဲကဒီမနွယ်ဆွဲဆိုင်လေးပါပြီးရင်ဝတ်သားတို့စားဖြစ်ခဲ့ပါတယ်အရင်တော့သဘောမကျပါဘူးတစ်ချောင်း200ပါမစိုးဘူးလို့တော့ပြောလို့ရပါတယ်ဒါကတော့ဖြော်ရည်ဆိုင်မှာဖြော်ရည်ဆိုင်မှာ blueberry ဖြော်ရည်လေးတောက်ဖြစ်ခဲ့ပါတယ်2500ပါဒါကတော့ဟိုတယ်ရှိမှမြင်ရမယ့်ကန်တာယာရီကန်ရဲ့ view ပါသူများရတော့မုတ်ထိုင်စားနေကြပါတယ်ဒါကတော့ကျွန်တော်ဖြစ်ပါတယ်ဒါမုတ်စားပြီးတော့ကန်တာယာရီကန်မှာလမ်းလျှောက်ခဲ့တဲ့မြင်ကွင်းလေးပါဒီဘက်မှာတရားသဇင်ဟိုးဘက်မှာတရားသဇင်ရှိပါတယ်အိုက်ဘက်ထိတော့မတွားတော့ပါဘူးဒါကတော့ကန်တာယာရီကန်နေမြင်ရတဲ့ကန်တာဦးဟိုတယ်ပါဒါကနောက်နေ့မနေ့တောင်ဝိုင်းတက်ပြီးစားခဲ့တဲ့ breakfast buffet ဖြစ်ပါတယ် breakfast buffet လည်းမစိုးပါဘူးကျွန်တော်မြင်ကွင်းနေလည်းတော်တော်လေးလာရပါတော့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးပါ Thank you so much